ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂလက်စီမွန်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ပြည်ဆိုင်ပေါ့နော်ပြည်ဆိုင်ကနေကြိုဆိုလိုက်ပါတယ်ပြီးတော့ကျွန်တော်တို့အုတ်ချစ်ပင်မှာရှိတဲ့စိုးစံမွန်ဝိုင်းရဲ့ everyday အားလုံးနဲ့ကျွန်တော်တို့မိတ်ဆွေများအားလုံးကိုလည်းကျွန်တော်တို့ဖိတ်မှန်တကာပြုအပ်ပါတယ်ဘာလေးလဲဆိုတော့ကျွန်တော်တို့စာရဲ့တစ်နှစ်ပြည့်ပေါ့နော်တစ်နှစ်ပြည့်ကျွန်တော်တို့အထိမ့်မှန်လေးရောကျွန်တော်သားလေးရဲ့ရက်ပေါင်းဒီတရားပေါ့နော်ရက်တရားပြည့်ကလေးကမွန်းနဲ့မင်္ဂလာအတွက်ကျွန်တော်တို့ဖိတ်စာလေးကျွန်တော်ဒါပြီးရင်ဖိတ်စာလေးတော့ဖိတ်ပါအောင်မယ်အဲ့တော့ကျွန်တော်တို့မျက်ပြန်မှာကျွန်တော်တို့အထူး promotion အနေနဲ့ဘရာမာကန်ဆန်းပဲကိုကျွန်တော်တို့မိတ်ဆွေတို့အတွက်အများကြီးကျွန်တော်တို့အမဲတွေရောကျွန်တော်တို့ပျော်ရွှင်စရာတွေရောစီစဉ်ထားပါတယ်ပြီးရင်မျက်ပြန်အတွက်ကိုကျွန်တော်တို့ဟွာလေးပေါ့နော်အလှပေါ့ကျွန်တော်တို့ကလေးရက်တရားပြည့်သားလေးအငယ်လေးရက်တရားပြည့်ရဲ့ဒီမွေးရမင်္ဂလာရဲ့22ရက်နေ့မှာကျွန်တော်တို့ကျင်းပမယ်စန်းနေ့မှာကျင်းပမယ်ကျွန်တော်တို့ရဲ့ဆိုင်တစ်နှစ်ပြည့်ဘလာမပါထူးကန်ဆန်းမိုးကြီးကိုမိတ်ဆွေတို့ကြော်လိုက်ခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်အုပ်စုမှာရှိတဲ့အမျိုးတွေရောပြေမှာရှိတဲ့တီဗီခစ်တရားပြေမျိုးကဒီအကူတွေအမတွေဦးတော်မမတွေကျွန်တော်တို့ရဲ့ချစ်လာသွားသော customer တွေပေါ့နော်ကျွန်တော်တို့ဖိတ်ကြားပါတယ် Galaxy Mobile နဲ့အုပ်စုမှာရှိတဲ့ကျွန်တော်တို့အမျိုးတွေကိုကျွန်တော်တို့ဒီကနေပဲကျွန်တော်တို့ဖိတ်လိုက်ပါတယ်အခုလည်းကျွန်တော်ဖိတ်စာလေးကျန်တဲ့သူလေးတွေဖိတ်ပါအောင်မယ်ဖိတ်တဲ့ဖိတ်ပြီးသားလေးတွေရှိရပေါ့နော်ထပ်ပြီးတော့ပေါ့နော်ပြောရလို့ရှိလို့ရှိရင်ကလေးရက်တရားပြည့်နဲ့ site တစ်နှစ်ပြည့်ကိုကြော်လိုက်ခဲ့ကြဖို့ကျွန်တော်ထပ်ပြီးတော့ဖိတ်လိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့တွေဖြစ်ပါစေအားလုံးကိုကျေးဇူးထူးတင်ပါတယ်